ဒီမေကွန်းကမေးသိတယ်ရှင်နော်ဖြည့်လဲဖြည့်သိတယ်ရှင်နော်ဒါအိမ်တော်ရေးတုကပေါ့ရှင်နော်တိချက် Left Heart Wise Channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကလက်တလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်လို့အဆုံးထိကြည့်မှုဖိခေါ်ပါရရှင် ရေးတုကပေါ့ရှင်နော်တိချက်အိမ်တော်ရေးတုကတာယာမမိသားစုရေးအဆင်ပြေမယ်နော်အိမ်တော်ရေးတာယာမလေတယောက်နဲ့တယောက်အဆင်ပြေမယ်အဆင်ပြေမှာနေ့ချက်စီးပွားရေးအဆင်ပြေမယ်နော်အဲ့ဒီထဲမှာအရေးကြီးဆုံးတစ်ချက်ကိုသူမေးသွားတယ်နော်အဲ့ဒီထဲမှာကျမကြုံမှုတယ်ရှင်ကျမလင်းအိမ်တော်ဆက်ရောက်သွားတယ်ဖာတမအိမ်တော်ပြီးတယ်ဆိုတာကျမမသိရဘူးဘာလို့လဲဆိုတော့သူပဲလှုပ်တယ်သူပဲပြီးတယ်သူပဲကောင်းတယ်ကိုကကျတော့ဘာမှန်းကိုမသိဘူးအဲ့ဒီဖာတမလင်းနဲ့လမ်းခွဲသွားတယ်ဆိုဘာမှန်းကိုတော့မသိရဘူးဘာလို့လဲဆိုတော့ပြီးတယ်ဆိုတဲ့အရာသာမသိရဘူးနော်သူအကြိုက်လှုပ်ပေးရကိုကြမလှုပ်ပေးရင်တဲ့ဘယ်လိုလုံရမလဲလင်းပြောင်းပါရီးစားပြောင်းပါနော်ကိုပြီးအောင်လုပ်ပေးတဲ့လင်းရီးစားကိုရှာပါဘာလို့လဲဆိုတော့ဒီအိမ်တော်ရေးဒုက္ခကပြီးမှအိမ်တော်ရေးဒုက္ခဆိုတာသာရမှာလေအိမ်တော်ရေးသာရမှာပေါ့ဟုတ်တယ်လားစီးပွားရေးလုပ်နိုင်မှာလေစီးပွားရေးလုပ်နိုင်မှာမိသားစုအရေးတွေဖြည့်ရှင်းလို့ရမယ်ပတ်စံလေးရမှာလေဟုတ်တယ်လားအေးသူတို့ဟာတွေကမတောင်းဘူးဆိုလို့ရှိရင်ဘလို့မှထိုးလို့မရဆိုလို့ရှိရင်မိမပြီးမပြီးဘူးနော်အကယ်၍သူပြီးမဲ့ဆိုလို့ရှိရင်ကိုပြီးအောင်ပြန်လုပ်ရတယ်ရှာနေလည်းလုပ်လို့ရတယ်လက်နဲ့လုပ်လို့ရတယ်နော်အဲ့လိုဒါကစကားပြောရိုင်းတာပေါ့နော်ပြောမစင်နော်ဘာလို့လဲဆိုတော့ရှင်တို့ယောက်ျားလေးကတောင်းတဲ့အချိန်ပဲပြီးမြန်ပါလေငါတို့မိန်းကလေးတွေကတချို့မိန်းကလေးတွေကတနာကြီးတယ်လွယ်နဲ့မပြီးဘူးအဲ့လိုကျမကျတော့ပြီးမြန်နေရှင်ရှာတော်၎င်းပြီးလို့ရှင်လိန်တန်တော်၎င်းကျမပြီးမြန်နေရှင်နော်ဘာလို့ဆိုတော့အပြီးမြန်နေမှာထဲမှာပါနေရှင်နော်ကျမအပေါ်တက်ပြီးတော့လုံမယ်ဆိုလို့ရှင်နေမယ်ဆိုရင်ကျမပိုပြီးမြန်နေနော်ရှာနေဆိုလို့ရှင်တော့10မိနစ်အတွင်းတော့အဲ့လိုမျိုးတော့အချိန်နဲ့ပေးရတယ်နော်မတူဘူးပေါ့အဲ့လိုရှာနဲ့လိန်နံနဲ့တော့မတူလိန်နံကျတော့ပို့ပြီးတော့အာသာပြေးတယ်နော်အဲ့လိုရှင်ဟုတ်ကဲ့ရှင်လင်းပြောင်းပါရီးစားပြောင်းပါရှင်ဟုတ်ကဲ့ရှင်ဒါတွေမေးတဲ့မေးခွန်းနဲ့ကျမဘက်ကဖြည့်တဲ့အဖြေလို့ကျမထင်တယ်နော်အိမ်တော်ရေးဒုက္ခကနံပါတ်1တိအချက်အရေးကြီးဆုံးနဲ့မှာပါတဲ့အတွက်ကြောင့်မလို့နော်ကိုအာသာပြေးအောင်လုပ်ပေးတဲ့လင်းရီးစားကိုပဲရှာပါရှင်နော်ဟုတ်ကဲ့ရှင်ဒီပြလိုက်မနော်လူကြီးမင်းတို့ရောဘလို့ထင်ပါသလဲလူကြီးမင်းတို့အမြင်လေးနဲ့ခန်းစားချက်လေးတွေကို comment လေးတစ်ခုလောက်ရေးခဲ့ကြပါအောင်ရှင့်ကျမတို့တင်သမျှမလွတ်တမ်းကြည့်ရအောင် subscribe မလုပ်ရသေးရင် subscribe လုပ်ခဲ့ကြပါအောင်ရှင့်